မင်္ဂလာပါကျွန်တော် slide ပေါ်ထမ်းပြပါတယ်ချစ်လန်းဖို့ရှိရောက်တဲ့သတင်းတောင်ခံဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့ချင်းမျိုးသားတအုပ်ရဲ့ကားလုံးအတွင်းဘူမှုကြီးဆိုလိုမွန်နဲ့တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်အခုလိုချင်းပေးတဲ့အတွက်ထူးခြားယူတင်ပါတယ်ကျွန်တော်လည်းကျေးဇူးရှင်တယ်ပထမဆုံးအနေနဲ့ပေါ့နော်CN ချင်းမျိုးသားတအုပ် CNF နဲ့CNA ကိုဘယ်လိုဖွဲ့စည်းပြီးတော့အဲ့မှာဘယ်လိုတောင်းယူလဲဆိုတာပထမဆုံးပြောပြပါလားဟုတ်ကဲ့ကျွန်တော်တို့ CNF ဆိုတာဟာ88အရေးခင်းကျွန်တော်တို့တနိုင်ငံလုံးအာဏာရှင်စစ်တပ်ကိုမကြိုက်လို့ကျွန်တော်တို့ចောင်းသားတွေကဥဆောင်ပြီးတော့အမျိုးမျိုးအနေနဲ့ရနေဟိုးကြေးရွာတွေထိကျွန်တော်တို့ဒီမိုကရေစီလိုချင်တာကိုအမှဆန္ဒပြတယ်အဲ့ဆန္ဒပြတဲ့ခါကျတော့ဒီစစ်တပ်ကအာဏာပြန်သိမ်းတယ်အာဏာသိမ်းတော့အမှဆန္ဒပြတဲ့လူတွေသူတပြည့်အမျိုးမျိုးအနေနဲ့ကခေါင်းဆောင်တွေကိုသူတို့ကဖမ်းစီလို့တော့ကျွန်တော်တို့တွေလည်းအမှပါကြတော့အဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ဘက်မှာထွက်ပြေးအဲ့ထွက်ပြေးနေကျွန်တော်တို့ရဲ့ဒီကចောင်းသားခေါင်းဆောင်တွေကျွန်တော်တို့လူကြီးတွေပါသွားတဲ့လူတွေကအဲ့ CNF အဲ့တော့ CNF ကရှိပြီးသားအဲ့ဒါတွေနဲ့ join ဆက်ပြီးတော့သူတို့တွေနဲ့အမှ CNF မှာပါဝင်ပြီးတော့လက်နက်ကင်စမယ်ဆိုပြီးသူတို့အမှသဘောတူညီချက်ရလို့ကျွန်တော်တို့တွေလည်းအဲ့ဒါဟိုးခုလိုက်စားပေါ့နော် KIO မှာစစ်ပညာတင်တန်းသွားတက်ပြီးအဲ့ရနေပြန်လာတော့ CNA ကအဲ့ရနေစလာအဲ့နည်းအားဖြင့်ပြန်ပြောလိုက်မယ်ဆိုရင်ဒီ CNF ဟာကျွန်တော်တို့ပါတီရဲ့ချင်းလူထုနဲ့ချင်းလူမျိုးတွေနဲ့နောက်ချင်းလင်းအတွက်ကိုpolicy ချတဲ့ပါတီဖြစ်တယ်အဲ့ဒီ policy ကိုပံ့ပိုးနိုင်အောင် policy ကိုအကောင့်ထဲပေါ်နိုင်ဖို့က CNA ကအဲ့ဒါကိုကူညီတယ်တနည်းနဲ့ပြန်ပြောရမယ်ဆိုရင် CNF နဲ့ CNA ကပတ်စံကောင်းနဲ့ပန်းလို့ပါပဲ CNA မှာပေါ့နော်ဟိုရေးမီမြို့သမီးအကြောင်းနေမေးပြရစီပေါ့နော်ချင်းမြို့သားတမတော်မှာတာဝန်ထမ်းဆောင်နေတဲ့ရေးမီဒီရဲ့အခြေအနေသိချင်ပါတယ်ရေးမီဒီရဲ့အခြေအနေဆိုတော့ကျွန်တော်တို့ဒီချင်းမြို့သားတမတော်မှာဘယ်သူမှဆိုဒီအမျိုးသမီးအမျိုးသားဆိုတာကျွန်တော်တို့တွေကဒီလိုမျိုးခွဲခြားတာတော့မရှိဘူးဒီအမျိုးသမီးလေးလည်းဝင်နိုင်တယ်အမျိုးသားလေးလည်းဝင်နိုင်တယ်ချင်းမျိုးသားတအုပ်မှာရေးမီအင်အားကတော့နေတယ်လို့ကြားတာပေါ့လေဟိုဘာကြောင့်များနေတလေးပေါ့နော်ပြီးနောက်တစ်ခုကသူတို့ရှိချင်းကဖြစ်ဗာများဒီမှာအာတာအချက်ဒီပေါ့နော်ရှိတယ်လေဆိုအလုံးလုံးကလည်းပြိုင်တူဝိုင်းတူဆိုတော့နော်တော်တော်လေးအားပြန်ရှိတယ်အားကြောင့်မို့ကျွန်တော်တို့တွေကဒီအမျိုးသမီးရဲမေလေးတွေကိုလည်းကျွန်တော်တို့တတ်နိုင်တဲ့လောက်ပေါ့နော်ဒီမှာတော့ကိုတတ်နိုင်တဲ့လောက်တော့အဲ့လိုပဲပြူစုရှောင်းရှောက်ပြီးတော့ကျွန်တော်တို့တွေလည်းဒီမှာတတ်နိုင်တော့သူတို့ရဲ့ဝါသနာပါရသူတို့ရဲ့တင်နန်းလေးပေါ့နော်အဲ့ဒါလေးလည်းအထူးတပိဒီရဲမေတွေအဲ့လိုပဲတင်ပေးတယ်လုပ်ပေးတယ်ချင်းမျိုးသားတမတော်ရဲ့စီဥပဒေရပေါ့လေဒါရေးမေမျိုးသမီးဒီကိုတနည်းတဖုံကပြကြမလို့ရချင်းကန်တတ်ထားတာဒီပေါ့ရှိသလားပေါ့အဓိကအင်ထောင်ကြီးကိစ္စပဲဖြစ်ပေါ့နော်ဒီယာထူးပိုင်းမှာပဲဖြစ်ပေါ့ဒီရေးမေမှုလို့အမျိုးသမီးမှုလို့ဒီယာထူးကိုတော့ဟိုမပေးရဘူးဆိုတာမျိုးရှိသလားမရှိဘူးကျွန်တော်တို့မှာအဲ့ဒါမျိုးဒီအမျိုးသမီးမလို့ဒီရဲမေမလို့ဒီယာထူးတွေမပေးနဲ့ဘာလို့လုံးဝမရှိဘူးတို့မှာတို့စူးစမ်းတယ်လို့တို့တွေယာထူးတက်နေတာပဲဒီရဲဘော်တွေနဲ့အတူတူပဲဥပမာဒီယာထူးရှိတဲ့ရဲမေကိုယာထူးမရှိတဲ့ရဲဘော်ကအလေးပြုရတာပဲအဲ့ဒါပဲရဲဘော်ယောက်ျားချင်းအလေးပြုရမှာတို့မရှိဘူးကျွန်တော်တို့မှာအဲ့အမျိုးသမီးတွေလည်းအဲ့လိုပဲဒီစစ်တလေးထုံးနှန်းစင်လာလိုက်အတူတူပဲယောက်ျားနဲ့အဲ့မိန်းမဆိုတာမျိုးပေါ့နော်အမျိုးသမီးနဲ့အမျိုးသားခွဲခြားတာမရှိပါဘူးလို့အမျိုးသမီးရေးမေဒီရှိချင်းကဖြစ်ပေါ့နော်အာတာချက်လို့ပြောခုနကတော့အာတာချက်တော့နည်းနည်းတော့ပြောထားတာရှိတယ်ဘာအာနေချက်ဒီရှိနေလဲကျွန်တော်တို့ဒီအမျိုးသမီးတွေပါလို့အားနေချက်ဆိုတာကျွန်တော်မတွေ့သေးဘူးခုထင်ကြည့်တော့နော်သူတို့ကဒီယုံတွေမှာပဲဖြစ်ဒါမျိုးကြောင်းတွေမှာပဲဖြစ်ဒါမျိုးကျွန်တော်တို့ကြားမှာစိတ်ခန်းတွေမှာပဲဖြစ်ဒီအမျိုးသမီးတွေပါချင်းအဖြစ်ကျွန်တော်တို့တော်တော်လေးမြိုင်တာပေါ့နော်ဒီအမျိုးသမီးတွေရှိလို့ဒါကျွန်တော်တို့တွေကဘယ်လိုပြန်ပြီးတက်ကြွတာပေါ့နော်နွေးထွေးရှိတာပေါ့ကျွန်တော်တို့ရဲ့ချင်းတလေးထုံတိုင်းအရာအမျိုးသမီးတွေခွေးချဆက်ဆံရတယ်ပေါ့
အမွေဒီရခွင့်မရဘူးပေါ့နော်အဲ့လိုပြောနေကြတာရှိတော့အခုခက်မှာရောဟိုကျွန်တော်ရဲ့ရုပ်ကြရည်အနေနဲ့ပေါ့ပြီးရင်ဒီမှာဟိုဘုံမှုကြီးအနေနဲ့ဒီကိစ္စမှာချင်းတဲ့လေးထုံးတိုင်းရမျိုးသမီးတွေပြချက်ဆက်ဆံရတယ်ဆိုတဲ့ဥစ္စာဘာများမှတ်ချက်ပေးခြင်းလဲ အဲ့ဒီတော့ကကျွန်တော်တို့မှာအတွေ့အကြုံ knowledge ဘ ഹു တုတပင်ပအဝါတွေကျွန်တော်တို့မမြင်ခဲ့လို့အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဘိုးဘွားခေတ်ကရှိရဒီခေတ်မှာတော့အဲ့ဒါတွေကတော့ကျွန်တော်တို့တိတ်ပြီးမကြိုက်တော့လူပဲလေလူလိုပဲရခံစားချက်တွေမိသားစုမှာလည်းအကုန်လုံးပြည့်ပြည့်ဝဝဒီအမျိုးသမီးတွေလည်းရစေချင်ပါတယ် ကျွန်တော်ဒီရေးမြေမျိုးသမီးတွေပေါ့ထိပ်ပိုင်းကနေတာဝန်ယူကြရင်ပေါ့ဘာသာချင်းများရှိနိုင်တယ်လေပြီးရင်ထိပ်ပိုင်းကယူနိုင်မဲ့ရေးမြေမျိုးသမီးတွေရောရှိသလားကျွန်တော်တောက်တယ် ရှိတယ်ကျွန်တော်တို့မှာအခုဆိုရင်ကျွန်တော်တို့ဒီဘိုးကော်မတီထိတော့မှကျွန်တော်တို့အမျိုးသမီးတွေရှိလာပြီလေဒီအမျိုးသမီးတွေကတစ်ခါတလေကြတော့သူတို့လောက်ကင်တဲ့နေရာမှာဆက်ဆံတဲ့နေရာမှာအရာအလုပ်လုပ်နိုင်တယ်တချို့ယောက်ျားတွေတအားနိုင်တာသူတို့ပြောဒီအလုပ်ပိုင်းဆိုင်အောင်နော်နောက်တခြားဒီညှိနှိုင်းဆက်ဆံမှုတွေမှာအမျိုးသမီးတွေပို့ပြီးတော့လူတွေကသူတို့ရဲ့အတန်တွေကိုပို့ပြီးတော့ဘယ်လိုပြောမလဲလေးစားတယ်ပေါ့နော်အားကြောင့်ဒီအမျိုးသမီးတွေအရန်လှုပ်နိုင်တယ်ကျွန်တော်အမြင်မှာတော့အားကြောင့်ဒီအမျိုးသမီးတွေကကျွန်တော်တို့ဘီဘိုကော်မတီထင်ရှိတယ်ရာထူးကြီးကြီးတွေရှိတယ် ဒီချင်းမျိုးသားတအူးရဲ့အမျိုးသမီးတွေပူပြီးတော့ငင်းချိုင်းမှာပါဝင်နိုင်အောင်ဗာများထပ်ပြောချင်တာရှိလေ ဟုတ်တယ်ဒီငင်းချိုင်းဆိုတာကျွန်တော်တို့တစ်ဖွဲ့ထဲနဲ့လုပ်လို့မရဘူးနှစ်ဖွဲ့သုံးဖွဲ့နဲ့မရဘူးလူတူးချင်းအားလုံးပါဝင်မှရတယ်အလုပ်အားကြောင့်ဒီပို့ပြီးတော့ဒီငင်းချိုင်းပြမှာပြောဆိုနိုင်တာအမျိုးသမီးတွေရဲ့အတန်ကိုအမျိုးသားတွေကနားထောင်နိုင်တယ်အားကြောင့်မို့ဒီအမျိုးသမီးတွေဒီတဲ့စားတဲ့တပူပါဝင်တာဒီငင်းချိုင်းမှာတိတ်ကောင်းတာပဲကျွန်တော်ချင်းအမျိုးသမီးတွေလည်းတက်ကြွပါဝင်ကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်